ဂက်စမဲရိုနောက်ကိုလိုက်မဲ့ United ကွင်းလယ်လူတယောက်အားလုံးပဲမင်္ဂလာပါမြမန်ချက်စတာဖုတ်ဘောဆောင်တင်ဆက်နေပါတယ်မန်ချက်စတာ United ရဲ့နေရာဒီမှာကွင်းလယ်တစ်ခုလုံးအားသစ်လောင်းရတော့မှာဖြစ်ပါတယ်မန်ချက်စတာ United ရဲ့အဓိကကစားမတစ်ယောက်ဖြစ်တဲ့ဂက်စမဲရိုကယာဒီကုံလို့စာချုပ်ကုန်ရင်အသင်းကနေထွက်ခွာတော့မယ်ဆိုတာအတည်ပြုထားပြီးသားပါအခုတခါမှာတော့အသင်းရဲ့နောက်ထပ်ကစားမတစ်ယောက်ဖြစ်တဲ့ Manuel Ugarte ကဂက်စမဲရိုနောက်ကိုလိုက်ပြီးတော့ United ကနေထွက်ခွာပြစ်လိုက်မယ်လို့သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်Ugarte ကလွန်ခဲ့တဲ့နှစ်တုန်းက PSG ကနေ United ကိုထိပ်တန်းပြောင်းရွှေ့ဖြစ်ရောက်ရှိလာခဲ့တာပါဒါပေမဲ့ Ugarte က Premier League ရဲ့တောင်းဆိုမှုတွေနဲ့ MON ဖြစ်နေခဲ့ပြီးတော့ခြေစွမ်းပြဖို့ရုန်းကန်နေခဲ့ရပါတယ်ဒီနေ့ရတော့ Ugarte ဟာ CDA မှာနောက်ထပ်စွန့်စားကန်အသစ်ရှာဖွေမယ်လို့သိရပါတယ်Ugarte က PSG ကနေပြောင်းရွှေ့ခြင်းပေါင်း90.8 တန်းနဲ့ရောက်ရှိလာခဲ့ပြီးတဲ့နောက်ပြောင်းရွှေ့ရေးနဲ့ထိုက်တန်တဲ့စွမ်းဆောင်ရည်မျိုးကိုအသင်းမှာပြသနိုင်ခဲ့ခြင်းမရှိခဲ့တာပါIneos ရဲ့လာစားမြင်ကစားမရှင်းထုတ်ရေးအစီအစဉ်မှာ Ugarte ကမျက်စိစပ်ပွေမွေးစူးစရာဖြစ်လာနေပြီးတော့အသင်းဘက်ကလမ်းခွဲလိုက်ဖို့ပဲစဉ်းစားထားတာပါအတနက်ဆက်လေးနှစ်ရွယ်ကစားမ Ugarte ဟာ United အတွက်လိုအပ်နေတဲ့ကွင်းလယ်လွှမ်းမိုးမှုတွေကိုယူဆောင်လာနိုင်လိမ့်မယ်လို့မျှော်လင့်ခဲ့ကြတာဖြစ်ပေမဲ့ Ugarte ကတော့တသမတ်တဲ့ခြေစွမ်းကိုပြသနိုင်ခြင်းမရှိဘဲနဲ့ Premier League စိန်ခေါ်မှုတွေအောက်မှာရုန်းကန်နေခဲ့ရပါတယ်ဒီတော့ကစားမကိုရိုင်းကလည်းသူ့နာဂတ်က Premier League မဟုတ်တဲ့တခြားနေရာလေးယူဆလာပါတယ်Ugarte ကိုနိုင်ငံရဲ့ခြားအသင်းတွေကစိတ်ဝင်စားနေကြပြီးတော့ United ကလည်းလာမယ့်နေရာဒီမှာအသင်းကနေထွက်ခွာဖို့မီးစိမ်းပြလိုက်မယ်လို့ဒီနေ့ကဖော်ပြနေကြပါတယ်အပြောင်းရွှေ့ကိုရူဂျီ Fabrizio Romano ကသူ့ရဲ့ YouTube Channel မှာ Ugarte နဲ့ပတ်သက်ပြီးတော့ပြောင်းရွှေ့လုပ်ငန်းစဉ်တွေစတင်နေပြီဆိုတာသတင်းပေးလာခဲ့ပါတယ်Romano ရဲ့အဆိုအရ Ugarte နောက်ထပ်ရွေးချယ်မယ့်နေရာကအီတလီလို့လည်းသိရပါတယ်။ Casemiro ကအလုံးနဲ့ထွက်ခွာမှာပါ။ဒါပေမဲ့ Ugarte ကတော့တချို့သင်းတွေရဲ့စိတ်ဝင်စားမှုတွေရှိနေတဲ့အတွက်သတင်းတွေလှုပ်ခတ်နေတာပါ။ Ugarte အနေနဲ့အီတလီသင်းတွေဘက်ကိုစဉ်းစားနေတာရှိပါတယ်။ဒီတော့အီတလီဘက်ကလည်း Ugarte ကိုစိတ်ဝင်စားလာပါတယ်။ဇန်နဝါရီပြောင်းရွှေ့တုန်းက Galatasaray ဘက်က Ugarte ကိုစိတ်ဝင်စားခဲ့ပါသေးတယ်။ဒါပေမဲ့ပြောင်းရွှေ့ကတကယ်ဖြစ်မလာခဲ့တာပါ။နေရာဒီမှာဒီကိစ္စကိုပြန်မဆဖို့နှုတ်နှစ်ဖက်ကဆုံးဖြတ်ထားကြပါတယ်။ဒေဂျာတာကတော့ Ugarte ဟာနေရာဒီမှာကမ်းလှမ်းချက်တွေကိုကြည့်ရှုပြီးရင် United ကနေထွက်ခွာပါလိမ့်မယ်လို့ Romano ကပြောသွားခဲ့ပါတယ်။ Ugarte ရဲ့ထွက်ခွာမှုဟာ Ineos ကင်တွယ်ဖို့ကြိုးစားနေတဲ့လူဘိုကစားမရှင်းထုတ်ရေးရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ညတက်ကအသင်းမှာနေရာမရှိတော့တဲ့ Andre Onana, Marcus Rashford နဲ့ Remo Hojlund တို့လိုကစားမတွေကိုလည်းအပိသက်ရောင်းချသွားအောင်မှာပါ။ညတက်ကနောက်ထပ်ကစားမသစ်တွေအသင်းမှာခေါ်ယူနိုင်ဖို့အတွက်ကစားမဟောင်းနေရာတွေကိုအရင်ဖယ်ထုတ်ဖို့ကြိုးစားရမှာပါ။ Casemiro နဲ့ Ugarte ထွက်ခွာခြင်းက United အတွက်မတူညီတဲ့ပုံစံနဲ့ခင်မီကွင်းလက်အသစ်တစ်ခုကိုတည်ဆောက်နိုင်ဖို့အတွက်အခွင့်အရေးလည်းဖြစ်လာမှာဖြစ်ပါတယ်။ Manchester United အတွက်လာမယ့်နေရာဒီဟာစိန်ခေါ်မှုအကြီးတစ်ခုဖြစ်လာမှာပါ။ညတက်ကပြီးခဲ့တဲ့နေရာဒီမှာတိုက်စစ်နေရာတစ်ခုလုံးကိုအသစ်လဲခဲ့တယ်လို့လာမယ့်နေရာဒီမှာလည်းကွင်းလက်တစ်ခုလုံးကိုအသစ်ပြင်ပြောင်းလဲမှာဖြစ်ပါတယ်။ဒီတော့ United ကပြစ်မှတ်ကစားမတွေကိုလည်းကြိုတင်သတ်မှတ်ထားပါသေးတယ်။တခုရှိတာကတော့ United ဟာကစားမသစ်ခေါ်ယူရင်ပြိုင်ဘက်သင်းတွေနဲ့အလို့ရရှင်းမှန်ခေါ်ယူရမှာဖြစ်ပါတယ်။ဒီတော့ကိုဘက်ကကောင်းကောင်းဆွဲဆောင်နိုင်စေဖို့အတွက်ချန်ပီယံလိဝင်ခွင့်ရရှိထားဖို့ဆိုတာအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ United ကလက်ရှိမှာယာယီနီးပြမိုက်ကယ်ကာရီနဲ့တူအကောင်းဆုံးဆွမ်းဆောင်ရည်တွေကိုပြသနေပါတယ်။ United ကကာရီလက်ထက်9ပွဲကစားထားရမှာ6ပွဲထိနိုင်ရရှိထားပြီးတော့တပွဲတရေကြာထားတာကြောင့်ရှုံးပွဲမရှိသေးပါဘူး။အရှင်3နေရာမှာရပ်တည်နေတဲ့ United ကလက်ကျန်ပွဲတွေကိုတပွဲချင်းအာရုံစိုက်သွားပြီးတော့ရမှတ်စုဆောင်လို့ယာဒီကုံရီမန်းချက်ပြည့်မီအောင်လို့ကြိုးစားရမှာလည်းဖြစ်ပါတယ်ခင်ဗျာ။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတူတင်ရှိပါတယ်ခင်ဗျာ။